အားလုံးပဲမင်္ဂလာပါနောက်ဆုံးတော့ဆိုင်ရ license ဖြည့်မင်းတွေကိုရောက်လာပြီပေါ့နော်ဆိုတော့ကျွန်တော်အခုမနက်6နာရီကျော်ပဲရှိသေးတယ်အစောကြီးထားရပေါ့နော်ကွင်းကိုဆိုင်ရဖြည့်တဲ့ကွင်းကို9နာရီရောက်တော့မှာပေါ့နော်ဆိုတော့ဒီ vlog မှာတော့ဆိုင်ရ license ကိုတခါတည်းအောင်ဘယ်လိုဖြည့်ရမလဲဆိုတော့ကျွန်တော်ကရိုက်ပြပေးမှာဖြစ်ပါတယ်ဒါပေမဲ့မဖြည့်ရသေးဘူးပေါ့နော်ဒါပေမဲ့ကောက်ကိုတော့ယုံကြည်ရမှာပေါ့ဆိုတော့အခုအချိန်ခဏရရည်ဆိုတော့ကျွန်တော်တစ်ခေါက်လောက်နောက်ဆုံးတစ်ခေါက်လောက်ပြန်ပြီးတော့အစမ်းဖြည့်ကြည့်အောင်မယ်ပေါ့နော်ဆိုတော့ဆက်ကြည့်ပြကြပါဦးဒါကတော့ရုံးကိုရောက်ချင်မှာပဲတင်နန်းတက်ဖို့စောင့်ကြရမှာဖြစ်ပါတယ်တင်နန်းမတက်ခင်မှာဒီ TV screen ပေါ်မှာရှိတဲ့ကိုယ့်ရဲ့ ARC နဲ့ကိုယ့်ရဲ့နံပါတ်ကိုလိုက်ရှာမှာဖြစ်ပါတယ်ကိုယ့်ရဲ့ခုံနံပါတ်တိုင်းဒီတင်နန်းတက်တဲ့အချိန်မှာထိုင်ရမှာဖြစ်ပါတယ်ဒါကတော့အကြားထဲမှာ10မိနစ်နားတာပဲဖြစ်ပါတယ်တင်နန်းပြီးတော့လည်းဒါလက်တွေ့ဖြေဖို့ကွင်းကိုသွားပြီးတော့လေ့လာလို့ရရပဲဖြစ်ပါတယ်โอเคဆိုတော့ဒါအခုကတော့မနက်ပိုင်း2နာရီတနန်းတက်ပြီးတော့ဒါနေ့လယ်ခဏနားတာဖြစ်ပါတယ်နေ့လယ်3နာရီနားရပေါ့နော်3နာရီကနေစပြီးတော့သူတို့ဒါလူရောက်80ကျော်မှသူတို့တတုတ်ကိုလူရောက်30စီစာတွေ့အရင်ဆုံးဖြေရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့အခုနေ့လယ်ခဏနားနေဖြစ်ပါတယ်ဒါကတော့နေ့လယ်နားတဲ့အချိန်ပေါ့နော်စာတွေ့မဖြေခင်ကိုပိုင်ဆိုင်ကင်နဲ့လာပြောလေးကျင့်လို့ရတာဖြစ်ပါတယ်โอเคဒီမနက်ကတနန်းမှာတော့သူတို့အဓိကတော့ဒါဗီဒီယိုတွေကြည့်ရပါတော့သူကနှစ်ပိုင်းခွဲထားတယ်ပထမပိုင်းမှာတော့အဲဗီဒီယိုကြာချိန်ကတနားရီလောက်ကြာတယ်ပြီးရင်ကြာထဲမှာ10မိနစ်ခန့်နားတယ်ပြီးရတယ်သူကလူကိုယ်တိုင်ပေါ့နော်လူကိုယ်တိုင်ပြန်တင်ပေးတယ်အဲ့လိုမတ်စုလေးတွေနဲ့ပြတယ်ပြီးတော့ဗီဒီယိုအတူလေးတွေထပ်ပြတယ်ပေါ့ဆိုတော့မနက်ပိုင်းတစ်ပိုင်းတော့အားရပဲဖြစ်ပါတယ်အခုနေ့လည်းခဏနားပြီးတော့ခဏကြာရင်ပြန်ဖြေရမှာပေါ့နော်စာတွေ့ဖြေရမှာစာတွေ့အောင်ပြီဆိုမှလက်တွေ့ဖြေရမှာပေါ့နော်လက်တွေ့ဖြေတဲ့အချိန်မှာကိုကဆိုင်ကယ်မရှိဘူးဆိုလို့ရှိရင် tourist မှာငားလို့ရတယ်ကဲဒါကတော့စာတွေ့ဖြေဖို့စောင့်ကြရပဲဖြစ်ပါတယ်စာတွေ့ဖြေရလဲတူတူပဲ TV screen ပေါ်မှာကိုယ့်ရဲ့ခုံနံပါတ်ကိုရှာပြီးတော့အဲခုံနံပါတ်တိုင်းထိုင်ရမှာပေါ့နော်ကဲဆိုတော့ကျွန်တော်အခုဒါစာတွေ့ရတော့အောင်သွားပြီပေါ့နော်88မိနစ်ကအောင်လားသူကကျွန်တော်တော်တော်များများတော့ကြည့်ထားပြီမဲ့ကြည့်ထားတဲ့ထဲကပါတော့ပါတယ်ဒါပေမဲ့တိတ်မပေါဘူးတော့တဝက်လောက်ပဲပါတယ်သူကတကယ်ဒီမှာဖြည့်တဲ့အချိန်ကျတော့သူကစာတွေပုံများတယ်အစမ်းလေးကျင့်တော့ပုံတွေပုံများတယ်ပေါ့နော်အခုကစာတွေပုံများဒါပေမဲ့လည်းဘယ်လိုပဲဖြစ်ကက်အောင်ဆိုတော့အောင်လာရောပေါ့နော်88မှတ်โอเคဆိုတော့ဒါပြီးရင်ကျွန်တော်အခုလက်တွေ့ဖြည့်ဖို့စောင့်နေရပေါ့နော်သူဒါကျွန်တော်လည်းမရောက်သေးဘူးဆိုတော့ခဏစောင့်ရအောင်မယ်ပြီးရင်ဒီမှာဆိုင်ငယ်ငားတာ28ချက်ပဲပေးရတယ်ပေါ့နော်ဒါပေမဲ့သူငားတဲ့ပုံစံကငားပြီးရင်တခါလေးဖြည့်ရတယ်ပေါ့နော်သူကလေ့ကျင့်ဖို့အချိန်မပေးဘူးလေ့ကျင့်ဖို့မငားပေးဘူးပေါ့နော်ဆိုတော့သူတို့ဆိုင်ငယ်ပေးပြီဆိုရင်တခါလေးဝင်ဖြည့်ရပေါ့နော်ဆိုတော့โอเคလက်တွေ့လဲအောင်မလို့ယုံကြည်ပါလေဒီနေရာမှာပဲဆင်းပေးပြီးတော့ license ထုတ်တဲ့ချိန်နဲ့ဒီမှာပဲလာပြီးတော့ထုတ်အောင်မှာဖြစ်ပါတယ်ဒါကတော့သူတို့အမှတ်ပေးတဲ့ပုံစံကိုပြထားပဲဖြစ်ပါတယ်ကဲကျွန်တော်လည်းရောက်တော့မယ်ကဲနောက်ဆုံးတော့အောင်တော့ပါပြီကဲ license ရပါပြီဆိုတော့ဆိုင်ကထိုင်အောင်မအေးဆေးမောင်းရပြီပေါ့နော်ဆိုတော့ကျေးဇူးတော်ကြောင့်ပါပဲနောက်ဆုံးတော့အောင်သွားပြီပေါ့နော်โอเคဆိုတော့ဒါကျွန်တော်ဆိုင်က license ဖြည့်ပြီးလို့ဒါအလုံနာမှာရောက်နေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီညအလုံသွားရောက်မှာဆိုတော့အလုံနာမှာပဲဆိုတော့ဆိုင်က license ဖြည့်ဖို့ဘာလို့လဲဆိုတော့ကျွန်တော်ကျင်းချုံလေးပြောပြပေးမယ်ပေါ့နော်ဆိုတော့ပထမဦးဆုံးကတော့ဆေးစစ်ဖို့လိုပါတယ်ဆေးကဘာတွေစစ်လဲဆိုရင်ဒါထိုင်အောင်မှာဆိုရင်ဆေးစစ်တာတော့လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်မှာပေါ့နော်ဒါပေမဲ့လေဆိုင် license ဖြည့်ဖို့အတွက်ကတော့အဲ့လောက်ထိအများကြီးစစ်စရာမလိုပေါ့နော်သူကအမြင်အာရုံစစ်မယ်အကြားအာရုံစစ်မယ်ပြီးရင်ဆရာဝန်ပေါ့နော်ထိုင်ထလောက်ခိုင်းတာတော့ဒါလက်တွေမြောက်ခိုင်းတာတော့ဒါတွေလောက်ပဲစစ်တယ်ပေါ့နော်ပြီးရင်တပ်ပုံ3ပုံလိုမယ်တပ်ပုံကတော့ဒါနလမ site ပေါ့နော်နလမ site ဆိုတော့ဒါစစ်စစ်တဲ့နေရာမှာသုံးတဲ့ site ပေါ့နော်တကယ်ဒီ license မှာဆိုရင်တော့သူက site ကပိုသေးမယ်ပေါ့ဒါပေမဲ့လည်းကိစ္စမရှိဘူးအဲ့နလမ site ကိုသူတို့ပေးလိုက်လို့ရတယ်သူတို့
ပြန်ပြီးတော့ညက်ပေးရပေါ့နော်ညက်ပြီးတော့တိတ်တိတ်လေးကပ်ပေးရပေါ့ဆိုတော့တပ်ပုံအားလုံးပေါင်းဆိုရင်3ပုံလိုမယ်စစ်စစ်တဲ့အချိန်မှာ2ပုံလိုမယ် license ဖြည့်တဲ့အခါမှာ1ပုံလိုမယ်ပေါ့နော်နောက်တစ်ခုကတော့ဒါ ARC တက်တန်နဲ့ sign license တက်တန်ပေါ့နော်တော်တော်များများပြောကြတာတော့ဒါကိုယ့်ရဲ့ ARC ပုံမှာရှိတဲ့တိတ်ကုံတဲ့ရက်ပေါ့နော် ARC တိတ်ကုံတဲ့ရက်အတိုင်းပဲ license ထုတ်ပြီလို့ပြောကြတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်license ရလာတော့သူကတက်တန်6နှစ်ရှိရပေါ့နော်ဆိုတော့နောက်6နှစ်နေမှပြန်လဲရတယ်ပြီးရင် ARC ကို6လတက်တန်ဆိုပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးနည်းနည်းလေးလူတော်များများနှရှင်းတာရှိကြတယ်ပေါ့နော်ဘာလဲဆိုတော့ ARC တက်တန်နောက်ထပ်6လကြာမှဖြည့်ခွင့်ရမယ်ဆိုပြီးပြောကြတယ်ပေါ့နော်အမှန်တော့ဒီလိုမဟုတ်သူကကို ARC လောက်ထားတဲ့ရက်ကအခုကိုဖြည့်မဲ့ရက်နဲ့6လတက်တန်ရှိရမယ်ပြီးရင်ARC ရဲ့တက်တန်ကအနည်းဆုံးဥပမာကျွန်တော်ဆိုရင်အခု2နှစ်တက်တန်လောက်ထားတဲ့ ARC အဲ့ဒါကိုသူကအနည်းဆုံး6လရှိရမယ်ပေါ့နော်အဲ့လိုပြောချင်တာဖြစ်တယ်ပြီးရင်ဒီဖြည့်မဲ့နေ့နဲ့ကိုယ့်ရဲ့ ARC တက်တန်ကုန်မဲ့နေ့ကအနည်းဆုံး3လရှိရင်ရပြီပေါ့နော်ဆိုတော့အဲ့လောက်ရှိရင်သွားဖြည့်လို့ရပြီအဲ့ဒါတွေမတိုင်ခင်အရင်ဆုံး website တွေဝင်ပြီးတော့မေးခွန်း10ခုဖြည့်ရတယ်အဲ့ဒီ10ခုကိုအောင်ပြီဆိုမှကိုယ့်ရဲ့ ARC ကိုယ့်ရဲ့မွေးနေ့နဲ့ဒါ register လုပ်ရတယ်ပေါ့နော် register လုပ်ပြီးပြီဆိုမှကိုဘယ်နေ့ဖြည့်လဲဆိုတော့ကို booking ယူရတယ် booking ယူရတဲ့ဟာကနည်းနည်းလေးခက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့လူရက်များတယ်ပြီးညတကောင်ကျမှသူကနေရာလူရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါကျွန်တော်လူတဲ့အချိန်ကနေရာအလွတ်မကြံတော့လို့ပေါ့နော်ဒါကျွန်တော်ရဲ့အတန်းပိုင်က booking ယူထားပေးရပေါ့နော်ဆိုတော့ဒီမိနစ်တောင်မှအတန်းပိုင်ကျွန်တော်တတိပေးသေးတယ်စောစောသွားဦးပေါ့နော်ဆိုတော့အကောင်းဆုံးကတော့စောစောသွားတာအကောင်းဆုံးပါဒီနေရာမှာအရေးကြီးတဲ့တစ်ခုကဒါစာတွေ့ပေါ့နော်စာတွေ့ကကျွန်တော်လည်းအများကြီးကြီးခဲ့တယ်ဆိုပေမဲ့တကယ်ဒီနေ့ဖြည့်တဲ့အချိန်ကျတော့ကိုကြည့်ထားတဲ့ဟာရဲ့တဝက်ကြော်လောက်ပဲပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့အစနေချင်းတဲ့အချိန်တော့သူကပုံလေးနဲ့မေးတာများတယ်ပေါ့နော်ပုံလေးပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီပုံလေးပါတဲ့ဟာတွေကပို့ပြီးတော့လွယ်တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ဖြည့်တဲ့အချိန်ကျတော့အဲ့ပုံပါတဲ့ဟာ10ပုတ်ကြော်လောက်ပဲပါတယ်ပေါ့နော်ကျန်တဲ့ဟာတွေအားလုံးကစာတွေပဲများတယ်ပေါ့နော်ဆိုတော့စာတွေများများကြည့်ဖို့လိုတယ်လို့ကျွန်တော်ကတော့အကြံပေးချင်တယ်โอเคနောက်ဆုံးတစ်ခုအနေနဲ့ဒါအောင်မတ်ပေါ့နော်အောင်မတ်ကတော့စာသွင်းနဲ့လက်သွင်းနဲ့မတူဘူးပေါ့နော်စာသွင်းရတော့သူပြောတာတော့85မှတ်လို့ပြောရဲဆိုပေမဲ့သူကတပုတ်ကို2မှတ်ပေးတာဖြစ်လို့86မှတ်မှပဲအောင်မှာဖြစ်ပါတယ်အဲ့ဒါပြီးရင်လက်သွင်းပေါ့နော်လက်သွင်းရတော့အမှတ်80ရရင်အောင်တယ်ဒါပေမဲ့လည်းသူကအဲ့လိုဘေးနားလေးမှာစီးလေးရှိရပေါ့နော်အဲ့စီးကိုနင်းလိုက်ပြီဆိုတာနဲ့ဒါ32မှတ်ရော့တယ်ပေါ့နော်ဆိုတော့32မှတ် short လိုက်ပြီဆိုတာနဲ့အမှတ်က80မကျန်တော့တာဖြစ်လို့ဒီစီးကိုမနှင်းဘူးလို့လိုရပေါ့နော်စီးနင်းပြီဆိုတာနဲ့ဒါကျပြီပေါ့နော်ပြီးရင်သူကနှစ်ခါပဲအခွင့်အရေးရှိတယ်ဆိုတော့ဒီမှာတော့တကယ်ကိုနှစ်ခါပဲအခွင့်အရေးပေါ့နော်နှစ်ခါလုံးမားပြီဆိုတာနဲ့ဒါနောက်တစ်ခေါက်မှထပ်ဖြည့်ရပေါ့နော်ဟိုနားလည်မှုတွေပိုင်းညာတွေဘာမှမရှိဘူးပေါ့နော်ဆိုတော့ဗီဒီယိုဆုံးထိလိုက်ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်